Hello ဒီညီမလေးရပေါ့နော်သွားတိုက်လို့ရအောင်နဲ့ဘယ်လိုလုပ်ရလဲပြောပြပါလားဆိုတော့ယုံကြည်ပြောပြပါမယ်ပေါ့နော်အရင်ဆုံးပြောပြပါမယ်ရှင်ကျမပေါ့နော်မအားသေးလို့တောသူမျိုးတဲ့စသိန်းပိုင်းလေးကိုမသိဖြစ်တာပါအကယ်၍တောသူမျိုးတက်ကစသိန်းပိုင်းလေးဖြစ်ရင်ဖြစ်သွားနိုင်တယ်လို့EP4 လေးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်Kitty channel ကို like and subscribe လေးလုပ်ပေးပါအောင်အကယ်၍တော့သူမျိုးတက်ကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ video လေးမှာကြည့်ချင်တဲ့ဆိုတဲ့အကြောင်းလေးကိုပါပြောပြအောင်ပေါ့နော်ထပ်တင်ပြအောင်ဆိုတဲ့အကြောင်းလေးပြောပြပါအောင်ရှင်အခုတော့ဒီညီမလေးဖြည့်ပေးလိုက်ပါပြီနောက်ထပ်သိချင်တဲ့သူရှိသေးလို့ရှိရင်လည်းကျွန်မကိုလာမေးပါအရင်ဦးစောဘာလုပ်ရမလဲဆိုရင်ဒီထဲဝင်မယ်ဝင်ပြီးသွားရင်ဒီထဲဝင်မှာပေါ့နော်၃ချောင်းလေးနဲ့အဲ့ထဲဝင်ပါမယ်ပြီးတော့ဒီမှာ PROPS ဆိုတဲ့ဥစ္စာလေးနှိပ်ပြီးတော့ဒီမှာပေါ့နော် PRPOSEMODE ဆိုတဲ့ဥစ္စာလေးနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီဟာလေးပေါ့နော်ဒီဟာလေးပါဒီမှာအခုပြထားတဲ့ဥစ္စာလေးပေါ့နော် DALKDAILY daily ပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ခါထောက်နေတဲ့ပုံစံလေးရသွားပြီပေါ့နော်ပြီးရင်တော့ဒီဒါကြောင့်အနောက်ဆုံးရောက်သွားမှာပေါ့နော်ဒါကြောင့်အဲ့လိုမျိုးအမသိလားဒါကြောင့်ဘာဘလို့လဲသပင်ဖီးတဲ့ပုံစံမျိုးဒါကြောင့်ကွာအဲ့လိုမျိုးမနှက်ခင်ဆိုအဲ့လိုမျိုးပုံစံလေးရှိရပေါ့နော်အဲ့လိုပုံစံလေးမှာကြိုက်တာရွေးချယ်ပေါ့နော်ဒါဆိုလို့ရှိရင်စာရှင်းပြနေတဲ့ပုံစံလေးတွေအဲ့လိုမျိုးလေးလုပ်လို့ရပါတယ်အရင်ဆုံးဒါကြောင့်ကြောက်တဲ့ပုံစံမျိုးပေါ့ဒါပေမဲ့သူကစကူးကိန်းနဲ့မှာကြောက်သွားတိုက်လို့လုံးဝမရပါဘူးရှင်သွားတိုက်လို့လုံးဝမရပါဘူးသူကမျက်နှာပဲတက်လို့ရတာပဲဖြစ်ပါတယ်မျက်နှာပဲတက်လို့ရတာပဲဖြစ်ပါတယ်ပကံပဲစီးလို့ရတယ်လက်ပဲစီးလို့ရတယ်သွားတိုက်လို့မရပါဘူးဘာဖြစ်လို့ခုနကအဲ့လိုမျိုးတော့လို့တက်တယ်မှာအဲ့လိုမျိုးဘယ်လိုမျက်နှာသွားတိုက်လို့ရတာလဲဆိုတော့လှုပ်လိုက်တာပါအဲ့လှုပ်တဲ့နည်းကိုကျွန်မပြောပြမှာပဲဖြစ်ပါတယ် let's go အဲ့တော့ရွှေ့ပါနော်ရွှေ့မယ်ဒီမှာအခုဆိုရင်အဲ့လိုဖြစ်သွားပြီပေါ့100ကျော်လောက်မှရှိရတော့ရွှေ့ပါနော်အဲ့လိုဒီနောက်ကဒီမြောက်ကိုရွှေ့လိုက်ပါနော်ဆိုရပြီရွှေ့ပါမယ်အမပါတော့ရင်လည်းခွတ်လို့ပါနော်မတ်လားဒါဆိုလို့ရှိရင်104မှာပေါ့